မင်းစားပြီးရေချိုးရင်ရေပြင်းဆွဲတယ်ဘိုက်ကြီးပူလာတယ်ဆိုတာတကယ်ဟုတ်ရဲ့လားရေပြင်းဆွဲတာကရောနောက်ွယ်မှာယောဂတွေရှိနေသလားရေပြင်းဆွဲတယ်ဆိုတာကခန္ဓာကိုယ်ကဘလို့အသိပေးနေတဲ့သတိပေးချက်လဲဆိုတာလူတော်တော်များများမသိကြပါဘူးနောက်ပြီးတော့ရေချိုးတာနဲ့ထမင်းစားတာနဲ့ရေပြင်းဆွဲတာနဲ့အဲ့ဒီ၃မျိုးကိုလည်းကျွန်တော်တို့မြန်မာတွေနည်းနည်းလေးအယူဆလွဲမှားနေရတယ်ရှိပါတယ်ဆိုတော့အဲ့ဒီရေပြင်းဆွဲတာနဲ့ပတ်သက်ပြီးတော့တီးတင်တီးတိုက်တဲ့ယောဂတွေနဲ့အကြောင်းအရာတွေမှတ်သမျှကိုအခုဗီဒီယိုကနေအပြည့်အစုံရှင်းပြပေးသွားပါမယ်ပထမဆုံးနံပါတ်1ချက်ထမင်းစားပြီးရေချိုးရင်ရေပြင်းဆွဲတယ်ဆိုတာလုံးဝမဟုတ်ပါဘူးအဲ့ဒီစကားကိုကျွန်တော်ငယ်ငယ်လေးကကြားရတယ်ကျွန်တော်ငယ်တော့အမေတွေအဖိုးတွေအဖွားတွေကပြောတယ်ကောင်းလေးနေရေချိုးပြီးရင်ထမင်းမစားနဲ့ရေပြင်းဆွဲလိမ့်မယ် that's very wrong မာတယ်သူတို့ကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะသူတို့မှလည်းဒါသူတို့မှရှိတဲ့အသိဉာဏ်နဲ့သူတို့ကကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိသားစုဝင်ကိုဘေးမဖြစ်စေချင်လို့အသိပေးတာဆိုတော့အဲ့ဒီဟာကတကယ်တော့မဟုတ်ဘူးเนาะဆိုတော့ရေပြင်းပါလို့ဆွဲတာလေရေပြင်းဆွဲတယ်ဆိုတာယောဂမဟုတ်ဘူးရေပြင်းဆွဲတယ်ဆိုတာလက္ခဏာနောက်ွယ်မှာယောဂတွေရှိတယ်အဲ့ဒီနောက်ွယ်မှာရှိတဲ့ယောဂတွေကြောင့်ရေပြင်းဆွဲတာရေပြင်းဆွဲတယ်ဆိုတာကခန္ဓာကိုယ်ထဲမှာပေါ့နော်ဒီအထူးသဖြင့်တော့ဘိုက်ထဲမှာအရေတွေစုပုံလာတာဆိုတော့အဲ့ဒီအရေတွေကတကယ်တော့လုံးဝမရှိသင့်ဘူးเนาะမရှိသင့်ဘဲနဲ့ယောဂတွေဖြစ်လာတဲ့နောက်ဆက်တွဲမှာဘိုက်ထဲမှာရေတွေစုလာတယ်အဲ့ဒီရေတွေစုလာရင်လည်းဘိုက်ကြီးပူလာတယ်အဲ့လိုရေပြင်းဆွဲလို့ဘိုက်ပူတာနဲ့ဝါလို့ဘိုက်ပူတာနဲ့မတူဘူးနော်ဝါလို့ဘိုက်ပူတယ်ဆိုတာဘိုက်ကြီးကပူပြီးတော့အောက်ကိုတွဲကြနေတာအဲ့လိုမျိုးတွဲကြရှေ့ကိုတွဲကြဒါဘိုက်ပူတော့ဝါလို့ဘိုက်ပူတာအဲ့လိုအစီတွေကြောင့်လေအစီတွေဆိုတော့ကဘာမြေကြီးရဲ့ဆွဲရရှိတယ်အဲ့ဒါဆွဲလို့ဘိုက်ပူရင်အောက်ကိုတွဲကြနေအဲ့ဒါကဝါလို့ရေပြင်းဆွဲတယ်ဆိုတာအဲ့လိုမဟုတ်ဘူးရေပြင်းဆွဲတယ်ဆိုတာဘောလုံးကိုသိလားပူစီပေါင်းလေပူစီပေါင်းမှုတ်လိုက်တင်းနေရေပြင်းဆွဲတယ်ဆိုတာအဲ့လိုမျိုးနော်ဆိုတော့ရေပြင်းဆွဲတာကနောက်ွယ်မှာတတိထားရမယ်ယောဂအကြီးနှမျိုးရှိတယ်အဲ့ဒီနှမျိုးကအမျိုးသားနဲ့အမျိုးသမီးကျွန်တော်ခွဲပြီးပြောပြပေးမယ်ဟုတ်ပြီနော်ဆိုတော့ပထမဆုံးအမျိုးသားနဲ့အမျိုးသမီးနှမျိုးလုံးနဲ့ပတ်သက်တဲ့ယောဂကအသေး6တာဘယ်လိုလူတွေအသေး6မှာလဲယောဂရှိတဲ့သူတွေအသေး6မယ်ဘယ်လိုယောဂလဲဆရာအသေးရောင်ယောဂအထူးသဖြင့်အသေးရောင်တဝါ BC ဒီလိုမျိုးအသေးကိုထိခိုက်တဲ့ယောဂပိုးတွေကြောင့်အသေး6မယ်အဲ့ဒီကနေတဆင့်ရေပြင်းဆွဲလာတတ်တယ်ဟုတ်ပြီနော်ရေပြင်းဆွဲတာမကောင်းဘူးနော်ဟုတ်ပြီနော်ဒါကနံပါတ်1နံပါတ်2ကအမျိုးသမီးတွေအမျိုးသမီးမှာအမျိုးသမီးကြီးပေါ့နော်အမျိုးသမီးကြီးဟိုမာဒီမီးရက်သွေးဆုံပြီးသားအမျိုးသမီးတွေနော်အဲ့လိုအမျိုးသမီးတွေမှာဘိုက်တင်းတယ်နည်းနည်းလောက်စားလိုက်တာနဲ့ရင်ပြည့်တယ်မစားခြင်းဘူးဘိုက်ကဖောင်းလေးဖြစ်နေတယ်အဲ့လိုမျိုးဆိုတတိထားဟုတ်ပြီနော်ဘာလို့လဲသူကအမျိုးသမီးတွေမှာ MOT ဆိုတာရှိရယ်နော်ကင်ဆာကြောင့်ရေပြင်းဆွဲရတယ်ဆိုတော့ရေပြင်းဆွဲတာကအမျိုးသားအမျိုးသမီးနှစ်ယောက်လုံးမှာနှစ်မျိုးစလုံးမှာဖြစ်တတ်တယ်နှစ်မျိုးစလုံးတွဲပြီးဖြစ်တာကအသည်းနဲ့ပတ်သက်တဲ့ယောဂတွေအမျိုးသမီးတွေမှာအဖြစ်များတာက MOT လို့ခေါ်တဲ့ကင်ဆာယောဂဟုတ်ပြီနော်ဆိုတော့ရေပြင်းဆွဲတာမကောင်းဘူးနော်နောက်ွယ်မှာယောဂကြီးနှစ်ခုရှိတယ်ဆိုတော့ရေပြင်းဆွဲတာကိုကျွန်တော်တို့ဘယ်လိုကုကြမလဲဆေးတောက်လို့ရတယ်အဲ့ဒီရေပြင်းဆွဲနေတာကိုဖောက်ပြီးတော့ထုတ်လို့ရတယ်ဟုတ်ပြီနော်ပိုက်နဲ့အပ်နဲ့ပေါ့နော်အပ်နဲ့ထိုးပြီးတော့ဖောက်ထုတ်လို့ရတယ်ဆိုတော့အဲ့လိုဖောက်ထုတ်ပြီးသွားရင်လူတွေကပေါ့နော်အဲ့လိုဖောက်ထုတ်လိုက်ရင်ထပ်ခါထုတ်နေရတယ် yes မှန်တယ်ဒါပေမဲ့အဲ့လိုဖောက်ပြီးမထုတ်ဘူးဆိုလို့ရှိရင်လူကနေလို့ထိုင်လို့မကောင်းဘူးကျွန်တော်ဟောက်ဆာရှင်ဆိုကြာခဲ့ပြီ10နှစ်ကျော်လောက်ရှိနေပြီအဲ့တုန်းကလည်းကျွန်တော်အဲ့ဒီဟာတွေကျွန်တော်လုပ်ဘူးတယ်ဆိုဒီရေပြင်းဆွဲနေတဲ့လူများတွေကိုအဲ့လိုအဲ့နဲ့ဘိုက်ကိုဖောက်ပြီးတော့ထုတ်ပေးဘူးတယ်ဆိုတော့အဲ့ဒီရေပြင်းဆွဲနေသူတို့အသက်ကောင်းရှူလို့မရဘူးအသက်ရှူမအောင်နေလို့ထိုင်လို့မကောင်းဘူးဆိုတော့အဲ့ဒါအကြောင်းရေပြင်းဆွဲလာပြီဆိုရင်တော့ကိုတာဖို့လိုတယ်ရေပြင်းဆွဲလာရဲ့နောက်ကွယ်မှာယောဂကြီး2မျိုးဗာလဲအသင်းနဲ့ပတ်သက်တဲ့ယောဂနဲ့ဒီ MOT လို့ခေါ်တဲ့အမျိုးသမီးတွေမှာရှိတဲ့ကင်ဆာယောဂပါဆိုတော့အဲ့ဒီ2မျိုးကြောင့်ရေပြင်းဆွဲရတယ်ရေပြင်းဆွဲတာကထမင်းစားတာရေချိုးတာနဲ့လုံးဝမသက်ဆိုင်ပါဘူးဟုတ်ပြီနော်ဆိုတော့ဒါကရေပြင်းဆွဲတာနဲ့ထမင်းစားတာရေချိုးတာနဲ့အယူဆလွဲမှားနေတာလေးကိုဒီဗီဒီယိုကနေရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဘ ਹੁ တုဒ္ဒရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဘ ਹੁ တုဒ္ဒရသွားလဲဆိုလို့ရှိရင်တော့ like လုပ်ပေးပါဦးနောက်ပြီးအခြားသူတွေတရားနဲ့ share လုပ်ပြီးတော့ဝင်ပြပေးပါဦးဒီလိုတဲ့အကြောင်းအရာတွေမေးမြန်းခြင်းတဲ့အကြောင်းအရာတွေလေးလာခြင်းတဲ့အကြောင်းအရာတွေဘ ਹੁ တုဒ္ဒရတွေကိုကိုမမဝင်ရောက်ရှိသပေးပါကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် bye bye